ဒါဆက်ချာနီလန်းကိုပေါ့နော်ကျမတို့လက်လန်းမီအောင်ရရှိဖို့ဆိုတာဒါတကယ်ကိုအခြေခံကြတဲ့အခွင့်အရေးတရက်လို့ကျမတို့မြင်နေပေါ့နော်ကျမတို့အမျိုးသမီးတွေအားလုံးပေါ့နော်ဒီကျမတို့ကလေးပင်နဲ့ရောက်ယူမယ်ပဲချိန်မှာယူမလဲဆိုတဲ့ဟာကိုပေါ့နော်ကျမတို့လွတ်လွတ်လပ်လပ်ဒါရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိနိုင်ဖို့ဆိုတာလည်းအရန်ကိုအရေးကြီးပါတယ်ဒီကနေတစ်ဆင့်ပေါ့နော်အမျိုးသမီးတွေအနေနဲ့ကိုပေါ့နော်ပိုရက်တည်နိုင်ပြီးတော့မှသူတို့အနာဂတ်အတွက်ဖြစ်ချင်တဲ့ဘဝရည်မှန်းချက်တွေကိုလည်းဒါဖန်တီးနိုင်မှာဖြစ်ပါတယ်UNFPA ကနေပြီးတော့မှတားဆက်ချခြင်းနီလန်းအမျိုးမျိုးကိုပေါ့နော်လက်လန်းမီရနိုင်အောင်ပံ့ပိုးပေးလက်ရှိပါတယ်ကျမတို့နိုင်ငံမှာဆိုရင်ဒါကလေးယူခြင်းနဲ့ပတ်သက်ပြီးတော့မှမိသားစုတွေမိတ်ဆွေတွေရဲ့ဖိအားပေးတာတွေကလည်းရှိနေသေးပဲဖြစ်ပါတယ်သူတို့ရဲ့ရွေးချယ်မှုကိုတန်ဖိုးထားလေးစားခြင်းဟာလည်းဒါအခြေခံလူ့အခွင့်အရေးပဲဖြစ်ပါတယ်ဒါကြောင့်မလို့ပေါ့နော်ကျမတို့အမျိုးသမီးတွေနဲ့လက်တွဲဖို့အမျိုးသားတွေတားဆက်ချခြင်းနီလန်းကိုအတူတကွဆုံးဖြတ်စေခြင်းဟာကျမတို့လူမှုအဖွဲ့အစည်းတစ်ခုလုံးကိုပို့ပြီးတော့မှအတွေးမြင်တွေလက်ခံမှုတွေကိုလည်းတိုးတက်ပြောင်းလဲစေပါတယ်မျိုးသမီးတယောက်ကကိုယ့်ရဲ့မိသားစုစီမံကိန်းကိုကောင်းကောင်းကင်တွယ်နိုင်မယ်ဆိုရင်သူ့ရဲ့ကျန်းမာရေးသူ့ရဲ့ future plan တွေထိပါကျမတို့ကအကောင်းဆုံးဖြစ်အောင်ပံ့ပိုးပေးနိုင်ပါတယ်တယောက်ကတားဆက်ချခြင်းဆိုင်ရာနီလန်းတွေကိုတေချာသိရှိပြီးတော့ရွေးချယ်ဖို့အတွက်ကူညီပေးရတာကအရင်ကကျေနပ်ဖို့ကောင်းပါတယ်မျိုးသမီးတွေမှာတယောက်နဲ့တယောက်ကအသက်အရွယ်ချင်းကလည်းမတူဘူးသူတို့ရဲ့ lifestyle တွေကလည်းအချင်းချင်းမတူဘူးသူတို့ရဲ့အလုပ်ကိုင်တွေလည်းအချင်းချင်းမတူဘူးပေါ့နော်ခင်မွန်းနဲ့အတူတူတိုင်ပင်ထားတဲ့ plan လေးတွေလည်းကြောင်းကြောင်းမတူဘူးပေါ့နော်အဲ့တော့ကျမတို့ကတားဆက်ချနီလန်းတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးတဲ့အခါမှာဒီအမျိုးသမီးလေးတွေရဲ့ choice ကအရေးကြီးသွားပြီပေါ့နော်ဒီ KD ရဲ့လုပ်ငန်းစဉ်တွေကမှအဓိကလုပ်ငန်းစဉ်ဖြစ်တဲ့တားဆက်ချနီလန်းကိုလူတိုင်းလက်လန်းမိသုံးနိုင်ဖို့awareness pregnancy လည်းမရအောင်အများကြီးကာကွယ်တားဆီးနိုင်ခဲ့ပါတယ်ဒီ KD ရဲ့အဓိက vision ဖြစ်တဲ့ကဘာပေါ်ကကလေးတိုင်းလူလာမွေးဖွားဖို့ဆိုတာလည်းအများကြီးအကျိုးသက်ရောက်မှုရှိပြီးတော့ကျွန်တော်ရဲ့ခံစားချက်နဲ့လည်းကိုက်ညီရဲ့အတွက်ဒီနေ့ပဲမှာဆက်လုပ်ဖို့အတွက်အဓိက motivation ဖြစ်စေပါတယ်ဒီပြည်စုံတဲ့တားဆက်ချနီလန်းဆိုတဲ့ဟာဒီမိသားစုစီမံကိန်းရဲ့အဓိကရည်ရွယ်ချက်နဲ့ကိုကိုက်ညီမှုရှိဆိုတဲ့ဟာပေါ်မှာအဓိကပို့ပြီးတော့မူတည်ရပေါ့နော်အဲ့တော့သူတို့နဲ့အကိုက်ညီဆုံးနီလန်းကိုရွေးချယ်နိုင်ဖို့အကူအညီပေးနိုင်ခြင်းဟာအဓိကပို့ကြရဲလို့တော့ကျွန်တော်အနေနဲ့တော့ထင်ပါတယ်တကယ်ဖြတ်တာမျိုးလုံးဝမလုပ်ဘဲနဲ့ပေါ့နော်ဒီသူတို့ပို့ပြီးတော့မေးမြန်းလာနိုင်အောင်သူတို့သိကျင်တဲ့အကြောင်းအရာတွေကို view site ပြီးတော့နားထောင်ပေးမယ်။သားဆက်ချာနီနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတဲ့ဟာရှက်စရာကြောက်စရာမဟုတ်ဘဲနဲ့ပုံမှန်ကျန်းမာရေးကိစ္စတစ်ခုလိုပဲသူတို့နားလည်လာအောင်လက်ခံလာအောင်လို့ကျွန်တော်အနေနဲ့ဆွေးနွေးပေးမယ်ပေါ့နော်။ရက်ကွက်ကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့မိသားစုတွေကိုပို့ပြီးတော့ကျန်းမာဖို့ပို့ပြီးတော့ပျော်ရွှင်ဖို့ support ပေးနိုင်မယ်လို့လည်းထင်ပါတယ်ခင်ဗျ။မိသားစုစုအနေနဲ့တားဆက်ချာနီလန်းတွေကိုရွေးချယ်တဲ့အခါမှာထိရောက်မှုဘေးကင်းလုံခြုံမှုပြီးတော့အသုံးပြုရလက်ကူမှုကုန်ကျစရိတ်နဲ့အသုံးနေတဲ့နီလန်းကိုရက်လိုက်တာနဲ့ခလေးပြတ်ယူနိုင်လားစတဲ့ချက်တွေကိုအဓိကထားပြီးစဉ်းစားသင့်ပါတယ်ဒါကြောင့်မို့လဲကျွန်တော်တို့အနေနဲ့ဒေဒီယာလိုမျိုးယုံကြည်စိတ်ချရတဲ့တစ်စိတ်ကိုရွေးချယ်ခဲ့တာပါခင်ဗျဒီဒီယာကကြတော့ဈေးနှုန်းလက်တက်တာတယ်ဝယ်ရတာလွယ်ကူတဲ့အပြင်ကိုရေတူရောရင်းရှည်ပါအသုံးပြုနိုင်တဲ့နီလန်းမျိုးရှိပါတယ်ခင်ဗျအခုလိုမျိုး digital ခေတ်ကြီးထဲမှာအမားတို့ကူညီပေးနိုင်ဆောင်ကတော့လေဒီယာလိုမျိုးယုံကြည်စိတ်ချရတဲ့အမှတ်တစိတ်တွေရဲ့ community channel တွေပေါ့နော်။ဒါသူတို့ရဲ့ကြံကြံပေးရမယ်ဆိုရင်တားဆက်ချာနီလန်းအနေနဲ့ပတ်သက်တဲ့ရွေးချယ်စရာအားလုံးကိုတေချာလေ့လာဖို့ကျန်းမာရေးဝန်ထမ်းတွေကိုမေးမြန်းဖို့နောက်ပြီးကိုယ့်ရဲ့လိုအပ်ချက်နေထိုင်မှုပုံစံနဲ့ကိုက်ညီတဲ့နီလန်းကိုရွေးချယ်ဖို့ပါပဲ။လီဒီယာတင့်အနာဂတ်တင့်ဆုံးဖြတ်ချက်